တာမင်းချစ်ချင်လေလို့ကွာဖယ်သွားမလို့ဒီမှာငါဓာကြီးတွေငါမနေတာဘူးကွာမင်းကလည်း ဟောဖေကလည်းလိုက်မဲ့တာလိုက်ခဲ့စမ်းပါကိုရောက်တော့မြည်စင်ကြီးကဗောဒါနဲ့တော့နည်းနည်းပါးပါနွဲ့နွဲ့နောင်နောင်လေးတွားအောင်နော် အော်ဟုတ်လားမလေးရပါတယ် good လာဟဲ့တရုတ်ဆောင်မြင်သမီးကလေးဟုတ်တယ်မလားယမလေးအပိနေရနော်မ ဟုတ်တယ်ညီမလေးကိုလေဒိုသားဖအမြဲတမ်းအားပေးနေတာဒိုသားမိရလေညီမလေးကိုအမြဲတမ်းအားပေးနေတာငယ်ငယ်လေးကလေးက ဟုတ်တယ်အမလေးညီမလေးရဲ့ fan နော်အော်ဘောညီမလေးအမရဲ့ fan လို့အော်ဒါနဲ့လေအမစကားမဆက်တပ်ပုံလေးရိုက်လို့ရမလားယင် ရပါတယ်အမရဲ့ fan ဆိုတော့လေ တင်းနေတော့တေချာကြည့်လိုက်တော့မှအမလေးဖုန်းထဲမှာအပြင်မှာပို့လာရနော်အမဘာတွေများလုပ်ထားလဲယင် အမဘာမှမလုပ်ထားပါဘူးကိုလုံး original လာတာ ဝါး ဒါမဲ့ညီမလေးကအမရဲ့ fan ဆိုတော့အမရဲ့လူဝက်ချက်လေးကိုပြောပြမယ်နော်ဟုတ်ဒီမှာအမ Starmon College ကိုနေ့တိုင်းပုံမှန်တောက်တာလေကျမမပြောပြနေနော်ညီမလေးကိုပဲချက်လို့ပြောပြဖိုင်တော့ ဘာလဲ collagen ဆိုတာအော် Starmon collagen ကိုပြောတာ မောမကြည့်ဘူးပေါ့ဟာခေါင်းတို့ ဘယ်လိုဖြစ်လာကြရလဲ ဟောဘလို့မှဖြစ်ပါဘူးမရေအမတိတ်ကိုရှိန်ပါတယ်ဆိုရက်လေစီနီယာမမဆီကနေပြန်လာခဲ့ကြတာ အဖေနဲ့မောင်လေးတို့ဘာလုပ်လိုက်ကြပြီလဲ ဟောမလည်းဘာမှမလုပ်ပါဘူးသူ့ရဲ့လေပြိုးဝက်ချက်တွေကောင်းကောင်းယူတိခဲ့ပြီး ဟဲဟုတ်လားတော့အဲ့ဘယ်စက်ကလေးဘာလုပ်တာလဲ အော်ဘယ်မှမသွားပါဘူးမလည်းဟောဒီကလေ Starmon collagen ကိုတောက်တာတဲ့ Starmon College ဟုတ်တယ်အခုပဲဈေးဆိုင်နေမေးပြောဝယ်လာတာသူကလေပူကောင်းပူတန်တဲ့ collagen hyaluronic 950 mg ပါတဲ့ Starmon နော်အထဲမှာဆိုရင်လေ collagen hyaluronic 950 mg အပြင် Grace Extract Biotin Vitamin C Vitamin E များစွာပါဝင်တာမို့လို့လေတလအတွင်းတိတာတဲ့ရလက်ကိုရစီထားတဲ့အမရဲ့ ဟုတ်တယ်တမီးရဲ့ဒီ Starmon Collagen ကလေအသားရည်စပင်ခြေသက်လက်တွေမကဘူးအယိုးဆက်တွေထိပုံမကောင်းမှုစီတယ်တဲ့တမီးရဲ့ ဒါတင်မကဘူးနော်အမဒီ Starmon collagen လေကိုရီးယားနိုင်ငံထုတ်စစ်မို့လို့တလစာအုံမလေ2000ခွဲဝန်းကျင်လေးပဲရှိတာဆိုတော့ပူကောင်းပြီးပူတန်တာဗောလို့အမရဲ့ ဟဲအဲ့လောက်ပဲရှိရလား ကြာပါတယ်သမီးရဲ့ဒီ Starmon Collagen ကိုတောက်ပြီးငါသမီးလေးစူးစမ်းလိုက်တော့ ဘာလို့ညာလဲအဲ့တယ်လားညာအဲ့ဒီကားဖွင့်ပေးလေ ဖွင့်နေလို့ဖွင့်နေအခုလာနေငါမ ရှင်းမင်းလားအေးရှာလူပြုံမဟုတ်လား မဟုတ်ဘူးပြမမနေနဲ့ငါ ဘင်းကြည့်မှာဟုတ်ကျွေးစရာကြီးဆက်ဘယ်လိုမှာတော့ကျမတို့က အမတော့ချုပ်တယ်အော်ဟုတ်ပြီနေပုံနေတော့ဟမ်မနေနဲ့အော်လို့နေပုံနေလို့မိမဟုတ်ပါဘူးအမိုက်ဘလို့လာရှာလဲ အမယောက်ျားလေးပျောက်သွားတာကြားလာပြီအဲ့ဒါလိုက်ရှာနေနတ်နေပြီရှာမတွေ့လို့ဒီဘက်ကိုလာခဲ့တာ အမိုက်ကြဒီမှာမရှိဘူးနော် ဟိုခိကလူလည်းပြောလိုက်တာလေညီမကိုလိုက်ပို့တာနောက်ဆုံးပေးတယ်အဲ့ဒါအဲ့ဒီကလေးကနေပေါ်လာဘူး ဟုတ်တော့တယ်အမိုက်ကြဘာလားမလို့အဲ့ဒီကစိတ်ကဓမ္မလေဟိုကျွန်တော်ဒီမှာပို့ပြီးတော့ချစ်ပြန်တော့ရမယ် ကောင်းဆိုင်ဟိုမကြီးနေရင်တွားပြန်ပြီချင်းနဲ့ ဖြစ်နိုင်မအောင်မရဲ့အမိုက်ကြောက်တော့ဒါတော့ရိုးတဲ့ဟာ အာညီမဘာတီးလို့လေအမယောက်ျားလေးရောတွေ့လို့ကတော့တုံးလေးဖြစ်ကိုဆွဲထည့်ပလိုက်မှာ ဟာမလို့ပြဿနာရတက်ပြီနေပြဿနာပဲကွာဟေးလောင်း ဘာတော့ အခုငါမိမနဲ့ငါကွိုင်ကြီးတက်တိုင်းတွေ့လား ဩအဲ့တော့ကျမဘာလို့ပေးရမှာတော့ ဟာမင်းအခုချိန်ဒီအစ်စ်နေနိုင်နေရနော် အေးစိမနေလို့ကျမကနေရမှာလားလို့ ဟာအဲ့တော့ပြောနေမှာမဟုတ်ဘူးအမအခုငါမိမနဲ့ငါနဲ့ရလေပြဿနာတိတ်တိတ်လေးမဟုတ်အကြီးကြီးကာရမတော်လေငါတစ်ခုနဲ့တော့ဖြစ်သွားနိုင်တယ်သိလား ဩကျမလည်းဘာမှမလုပ်ပေးတတ်ပါဘူးရှင် မင်းစီကလည်းဘာကြံညာမအောင်မရအောင်ဟုတ်ပြီကြံတစ်ခုရပြီလာငါပြောမယ်လာဟေးမင်းဘာပြောရဲ ဒီပြောလေဘာမှပြောလို့ဗော လာရှေးမဖြစ်ဘူးကျမကြောက်တယ် ကြောက်နေလို့အဆင်မပြေဘူးမင်းမစဉ်းစားကြည့်မင်းခန္ဓာကိုမင်းစိတ်နဲ့တစ်ထပ်တည်းမပြတ်တဲ့ဘဝမှာမင်းနေရထိုင်ရတာတစ်တလုံးအဆင်ပြေမယ်လို့ထင်လားအဆင်မပြေနိုင်ဘူးနော်မင်းစဉ်းစားစမ်းပါ ဒါလည်းဟုတ်ပါရဲ့လေ ကဲအဲ့တော့ငါပြောတဲ့အစီအစဉ်တိုင်းလုပ်မလားလက်ခံမလားကဲ အရှေ့ငါကဘောင်းတင်ငါဒါကမင်းငါတေခလုတ်တဲ့ ကျမတို့ရောက်လာလေပြောလိုက်တာမင်းကဘာစိတ်တက်လဲကြောက်ကြော်လားကြောက်ပြုတ်လားကြောက်ဖို့လားစိတ်ကပြောကျမတို့ရဲ့အိမ်ကလေဒီနားလာပဲရှိတာမင်းကဆက်လာခဲ့ရမယ်နော်မနိုင်ရင်စိတ်မကောင်းဖြစ်သွားမှာတီလာမသား ဘာလုပ်နေလဲဒီမှာရောက်ရှင်ရိုင်းနေမသိဘူးလားဟာကွာဟုတ်ကောင်းပါညစ်ဖယ်ဟဲ့ကောင်းပါလေဒါရောက်ရှင်ရိုင်းနေကစားနေရမို့အဲ့တော့ရွာစင်းကိုမရိုက်ချင်တာတွား
ပါယုံပဲကင်မရာပြန်ချမယ်ဟုတ်ကင်မရာရေဒီ တကယ်ချင်းပါတော့တာတော့အလူရှိလိုက်နေတာငါတော့မသိတာမင်းသားကိုတွေးလို့တော့နှုတ်ဆက်တာလေဒရိုက်တာငါ့ကိုစူငေါက်လိုက်တယ်ဒရိုက်တာပေါက်ရန်ဆိုးရတော့ငါတို့တရားပဲကြည့်ရလာ action အိုးမမြောင်ဝင်းရဲ့တင်းတင်းရဲ့အချစ်ကိုမြောင်ကြည့်ပေးပါမမြောင်လေတင်းတင်းလောက်ချစ်တဲ့သူဒီကဘာမှာရှိတော့မှာမဟုတ်ပါဘူးတင်းတင်းရဲ့အချစ်ကိုလက်ခံပေးပါနော်လက်ခံတယ်မင်းသားလေးမင်းနန်းကုန်ကြပြီမင်းမအိုးစားလိုက်တော့ပါဟဲ့ငါမင်းသားလေးမျိုးစရာအဲ့မင်းငါကြည့်ရမှာဒီကငါကြည့်ရမှာငါကြည့်ရမှာငါ1 2 3ငါကဲမင်းတို့အရင်ကောင်းတော့အကယ်ဒမီ shot perfect ကဲအခုသမီးစားနားမယ်ကဲဟဲ့မင်းမလေးကောင်းနေဒရိုက်တာကောင်းနေဟဲ့ဒရိုက်တာမျက်နှာလိုက်တာနော်ဟုတ်ပါဟဲ့ဒီသားလားကန်ရီနေဟုတ်ဆရာညောခန်းနံပါတ်1ကလူနာရှေ့ပြင်လောက်ခိုင်းထားလေနင်ဘယ်လိုလုပ်လိုက်တာဆရာအခုကိုယ့်ဟာကိုခွဲခန်းထဲမှာရိတ်ခဲ့ရတယ်နင်ဟာအလုပ်ဘယ်လိုလုပ်တာတော့ဆရာအခန်းနံပါတ်1ကလူနာကိုတေချာလေးလုပ်ခဲ့ပါတယ်ဟာလေလူနာအခုရိတ်အခုပြန်ပေါက်လာဆိုတဲ့သဘောမျိုးလားဟုတ်လောက်လေဆရာကြီးအဲ့လူနာကလေအမွှေးတော်တော်တန်နေစလုံးလောက်တော့ရှိတယ်မဖြစ်နိုင်တာကန်နရီရဲ့အခုသူ့ဟာလေလက်ထွာလောက်ရှိရထူးထူးထောင်ထောင်နဲ့တကယ်စိတ်နှောက်ရှက်ဖြစ်တယ်တိလားဆရာတေချာလုပ်ခဲ့တာကိုကန်ကြီးပြန်တော့ချက်လိုက်မယ်နော်အမစောနာဒီခါမှလေးညီမတေချာလေးရွှေ့ပေးလုပ်ခဲ့နော်ဟုတ်တယ်လေညီမတေချာလုပ်ပေးခဲ့လေမနည်းနည်းစိုးနေသလိုလိုပဲကြားရင်တော့ဆရာသမီးမမရောက်ပြီကောင်းမရောက်ပြီဆမညီမလေးနေလို့ထိုင်လို့မကောင်းဘူးဟိုဟာလက်ကောင်းမဲ့ဖြစ်နေလားမသိဘူးရှင်ရုပ်ကထက်မှလည်းညီမလေးရှက်လို့ကြိတ်ပြီးမှကိုကြည့်ပါလေဟိုရွက်ထောင်းတဲ့ဒီရွက်ထောင်းတဲ့တနေ့ပို့ပြီးမှဆိုးလာသူခံစားနေရလို့ဆမအမရေဒါကတော့ရှက်စရာမလိုပါဘူးဒီစိတ်ခါမှာကလက်ကောင်းယောဂနဲ့ပတ်သက်ပြီးတော့စစ်ဆေးရုံတမှာကခွေးစိတ်ကူတာမှုကိုလည်းခံယူလို့ရတယ်မဆမရေပြောင်းပြီးရပါပဲရှင်ဟုတ်ကဲ့အဲ့ဆိုခဏလေးထိုင်ပါဦးဟုတ်ကဲ့ငါညီမအနာခွဲစိတ်လေးမှရမယ်နော်ဆရာခွဲစိတ်လိုက်နေလို့ထိုင်လို့ကောင်းတော့မလားယင်ဒါပေါ့အဲ့ဆိုခွဲစိတ်မဆရာဟုတ်ပြီအဲ့ဆိုရင်ငါညီမရဲ့ private area ကိုအမွှေးရှေ့ပြင်လုပ်ပေးရမယ်နော်အဲ့ဆိုရင်ငါညီမရဲ့ private area ကိုအမွှေးရှေ့ပြင်လုပ်ပေးရမယ်နော်တော့ဆိုနေအောင်ဘာလို့ရိတ်ခင်ရတော့ဒီလိုဆရာနာဆောင်လေးရင်းရတယ်ရှင်လို့အာရောပြန်သူကိုစေခန့်မှာလက်ကောင်းယောဂကိုစမ်းသက်စစ်ဆေးကုသနိုင်တယ်လို့ရင်သားစီကျိတ်ခန္ဓာကိုယ်နဲ့အလုံးအကျင့်များကိုစစ်ဆေးကုသနိုင်ပါပြီနာမကျမ်းမီစစ်ဆေးပါအာရောကျမစိတ်ချပါ